နေဘယ်တစ်ခုကိုတကယ်လို့အကြောင်းမျိုးကြောင့် short တွေပဲဖြစ်ခဲ့လို့ရှိရင်မကူးကောင်ဆိုပြီးတော့ကျွန်တော်ဖြူတွေခံထားပေးတယ်ပေါ့နော်အဲ့တော့ဘယ်ဖြူပြက်လို့ဘယ်ဟာကိုဒီလိုမျိုးကိုမရဘူးအတင်းချမရတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ဆက်ရမယ့်ပိုင်းလေးကျွန်တော်ပြောမယ်နော်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုညီကိုတော်တွေအတွက်ပေါ့နော်တကယ်စမောင်းတက်လက်နဲ့ဒီလိုပြဿနာလေးတွေဖြစ်လာလို့ရှိရင်ဘယ်ပိုင်းလေးတွေစစ်ဆေးရမယ်ဆိုတာလေးကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့စမောင်းတက်လက်တစ်ခါလေးဖြစ်တယ်စမောင်းတက်လက်နဲ့ကျွန်တော်တို့ဆက်ရက်လိုက်တော့လောကောင်အကြောင်းမျိုးကြောင့်ကျွန်တော်တို့ရုပ်တရက်ဘယ်ညာကိုမရတော့ဘူးနောက်ပြောင်းအတင်းအချနောက်စဘာချတဲ့ပြောင်းအတင်းချမရတော့တဲ့ပြဿနာပေါ့နော်အဲ့ပြဿနာလေးဒီမှာ तू ကကြတော့ဒီဘယ်ညာကိုတဲ့နေရာမှာ तू ကဘယ်ညာကိုတဲ့နေရာမှာကျွန်တော်တို့စီလိုင်းကိုပြန်ခွဲပေးတဲ့ तू ကစီလိုင်းဘယ်ညာကိုပြန်ခွဲပေးတဲ့ဆိုလိုနိုက်ပါတယ်နောက်ကြတော့ကျွန်တော်တို့စဘာအတင်းချမှာလဲ तू ကဝါရင်းလိုင်းနဲ့ပြန်ထိန်းချုပ်ထားတဲ့ဆိုလိုနိုက်ကပါတယ်နော်ပါတဲ့ခါကျတော့ကျွန်တော်တို့အဲ့ဝါရင်းလိုင်းပါပြီဆိုတာနဲ့ဒီဝါရင်းတခြားနေဘယ်တစ်ခုကိုတကယ်လို့အကြောင်းမျိုးကြောင့် short တွေပဲဖြစ်ခဲ့လို့ရှိရင်မကူးကောင်ဆိုပြီးတော့ကျွန်တော်ဖြူတွေခံထားပေးတယ်ပေါ့နော်အဲ့တော့ဘယ်ဖြူပြက်လို့ဘယ်ဟာကိုဒီလိုမျိုးကိုမရဘူးအတင်းချမရတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ဆက်ရမယ့်ပိုင်းလေးကျွန်တော်ပြောမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာတော့အွန်ထားတဲ့အနေထားတော့အွန်ထားတဲ့အနေထားမှာဆိုလို့ရှိရင်ဒီမှာတော့ကိုတစ်ချက်ကျွန်တော်တို့အွန်လိုက်တဲ့တပြိုင်နဲ့ဒီမှာဓာတ်အပီယာကိုဖြတ်မယ်နော်ဓာတ်အပီယာကိုဖြတ်ပြီးတော့ကျွန်တော်တို့ဒီမှာဓာတ်အပီယာဒီမှာတစ်ဆင့်နော်ကျိုးနှစ်ချောင်းဝင်သွားမယ်ဘယ်ဝင်သွားမလဲဆိုတော့ပထမဦးဆုံးကျွန်တော်ဆိုလိုနိုက်ကဘယ်ဆိုလိုနိုက်လဲဆိုတော့ကျွန်တော်တို့နောက်ကပြောင်းအတင်းအချောက်ဆိုလိုနိုက်ကိုကျွန်တော်တို့အစနစဝင်သွားမယ်တစကကျွန်တော်တို့အနှိမ့်တစကအမြင့်အဲ့အနှိမ့်အမြင့်အစကိုကြတော့ကျွန်တော်တို့နှိမ့်စီလိုက်ပင်အနှိမ့်အမြင့်ခွဲတာကြောင့်ကျွန်တော်ဒီမှာခလုတ်ကလေးပြန်ခွဲပေးတယ်နော်ခလုတ်ကလေးပြန်ခွဲပေးတယ်နောက်တစ်လိုင်းအဲ့ကျိုးတစားတွေပဲကျွန်တော်ဆက်ပြီးတော့သွားမယ်relay ကိုကျွန်တော်တို့တစားသွားမယ်အဲ့ relay ကဘယ် relay လဲဘယ်ညာ relay ကိုတစားသွားမယ်နော်ဘယ်ညာ relay ကိုတစားသွားမယ်ဒီမှာနော်ဒါကပုံမှန်ဒါဘယ်ဆိုကြပါစို့ဘယ်ကိုတစားညာကိုတစားဒီကျိုးကပဲဝင်သွားမယ်ဘယ်ကိုတစားညာကိုတစားဝင်မယ်ပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဘယ်ညာဆိုလိုနိုင်ကိုဒီမှာဘယ်ကိုတစားညာကိုတစားဝင်သွားမယ်နော်ဘယ်ကိုတစားညာကိုတစားဝင်သွားမယ်အဲ့လိုဝင်သွားတဲ့အခါမှာကျွန်တော်တို့ဒီ relay ရဲ့နော်ဒီ relay ရဲ့ခိုင်းစီမှုအရာဒီဘယ်ညာဆိုလိုနိုင်ကစီလန်းကိုကျွန်တော်ပြန်ဖွင့်ပေးမှာဘယ် relay ကအလုပ်လုပ်ရင်စီလန်းကဘယ်ကိုဖွင့်ပေးမယ်ဒီဆိုလိုနိုင်ကဘယ်ကိုဖွင့်မယ်ညာကိုပိတ်မယ်ညာ relay ကကျွန်တော်တို့အလုပ်လုပ်ပြီဆိုလို့ရှိရင်ဘယ်ကိုပိတ်မယ်ညာကိုဖွင့်မယ်အဲ့ဒီ relay ကိုကြတော့ဘယ်ညာ relay ကိုကြတော့ကျွန်တော်တို့ဒီမှာလာရ switch ရှိသေးတယ်ဒါကတော့ကျွန်တော်မပြတော့ဘူးဒီလာ switch ဆိုတော့ဆိုင်တို့ limit switch အတင်းအချ control golden ချနဲ့တွဲထားတဲ့ lever တန်းမှာဘယ်ညာကိုတဲ့ဟာလေအဲ့အောက်မှာ limit switch ဆိုတာရှိတယ်အဲ့ limit switch ကနေပြီးတော့ဒီ relay တွေကိုဘယ်ဘက်ဆိုရင်ဘယ်ညာဘက်ဆိုရင်ညာဒါကျွန်တော်တို့ကဒီမှာလူကားတွေပြီးတော့အပေါ်ကဂီယာတန်းကိုခိုင်းလိုက်တယ်ဘယ်ကိုကိုလိုက်ပြီဆို limit switch တွေပဲဒီဘက်ဘယ်ဘက် relay ကိုသွားပြီးတော့အလုပ်လုပ်မယ်ဘယ် relay ကိုသွားလုပ်တဲ့အခါမှာဒီမှာဒီ relay ကနေပြီးတော့ဒီ solo net ကိုပြန်ခိုင်းမယ်ပြန်ခိုင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ C line ကညာကိုပိတ်ပြီးတော့ဘယ်ကိုသွားပြီးတော့ဖွင့်ပေးမယ်အဲ့တော့ဘယ်ကိုဖွင့်ပေးလိုက်တဲ့အတွက်ကြောင့်ဘယ်ဘက်ပြောမှဆိုလို့ရှိရင် control ကကြာပြီးတော့ဘယ်ကိုကွေ့မှာပါဗျာဒါထုံးကြီးတူပါပဲညာဘက်ကိုကျွန်တော်ကွေ့လိုက်တဲ့အခါမှာ limit ဆွဲရတယ်ပြီးညာကိုသွားမယ်ညာ relay ကိုအလုပ်လုပ်ခိုင်းမယ်ညာ relay ရတယ်ပြီးတော့ဆိုနောက်ကိုသွားပြီးတော့ညာဘက် C line ကိုဖွင့်ပေးလိမ့်မယ်เนาะဘယ်ကိုပိတ်ပေးမယ်เนาะအဲ့တော့ကျွန်တော်တို့
ဒါကတော့ကျွန်တော် dry ကန်ကြမ်းမြင့်လေးပေါ့နော်ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလုံးဝယူဘဲညာကိုမရတော့ဘူးအတင်းချလည်းမရတော့ဘူးဆိုရင်အရင်ဆုံးဆက်ကမှကျွန်တော်တို့10 ampere fuse ပေါ့နော်10 ampere fuse ဆက်ကမှ10 ampere fuse ဆိုတာဒီကျွန်တော်တို့ဒီမှာ10 ampere fuse မှာ AES ဆိုတာတဲ့sorry ဒီကောင်ကကြတော့ဟိုစားဖြူအိမ်တစ်ခုနဲ့တစ်ခုတော့မတူဘူး model အနေအမြင့်ပေါ်မူတည်ပြီးတော့ဒီ AES ကနေရာအပြောင်းလဲရှိနိုင်တယ်နော်နေရာအပြောင်းလဲရှိနိုင်နော်ဒီမှာဒီ sorry ဒီ AES မမဟုတ်ဒီမှာ10 ampere နော်10 ampere နော်10 ampere ဆိုလိုလိုက်10 ampere အဲ့ကောင်ကျွန်တော်တွားစစ်ပြရမယ်ကျွန်တော်တွားစစ်ဒီ10 ampere ဖြူတွားပြီးတော့စစ်ကြံပြတ်မပြတ်ပေါ့နော်ဒါကျွန်တော်တွားစစ်မယ်တကယ်လို့10 ampere ဖြူတော့ကောင်းတယ်မပြတ်ဘူးကျင်းသေးတယ်ဆိုလို့ရှိရင်ဒီဆိုလိုနိုက်တွေကိုတွားတဲ့မီးလန်းကြောင်းတွေဒီမှာကျွန်တော်တက်စာထောက်မယ်ဒီမှာတက်စတာထောက်မယ်ဒီရတွေ30 ampere ဖြူရတဲ့အထွက်ကိုထောက်မယ်ဒီရတွေမီးထွက်လို့မီးထွက်တယ်ဒီကိုရောက်မြောက်ထောက်မယ်ဒီကိုရောက်မြောက်ထောက်မယ်ဟုတ်ပြီဒီကိုရောက်ပြီပြီးတော့ဒါတွေကိုထောက်မယ်ဒီ relay ဘူးတွေထောက်မယ်နော်ဒါတွေကိုကျွန်တော်တက်စတာထောက်ဆန်းကြည့်လို့ဒီကိုမီးအကုန်ရောက်ရသားနဲ့ဟောမဖြစ်ရင်တော့ကျွန်တော်တို့ဒီခလုတ်တွေပြန်စစ်မယ်ပေါ့နော်ခလုတ်တွေပြန်စစ်မယ်နော် relay ဘူးတွေစစ်မယ်နော်အားလုံးကောင်းတယ် relay ဘူးတွေအကုန်ကောင်းတယ်ဆိုရင်တော့ဒီ solo night ကိုစစ်ရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့အကြမ်းမြင်လေးပါဒါအားလုံးပဲအဆင်ပြေနိုင်လောက်တဲ့အနေအထားလေးရောက်သွားမလို့တော့ကျွန်တော်ထင်ပါတယ်နော်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ